I don't believe in monsters. ဒီဇက်ကားထဲမှာတော့လူငယ်တစုဟာကမ်းခြေမှာညဘက်ပါတီလို့ရင်ထူးဆန်းတဲ့ဦးကြီးတစ်လုံးကိုတွေးရှိခဲ့ကြပါတယ်။သူတို့အတွက်တော့အစပိုင်းမှာဒါကစိတ်ဝင်စားစရာအရာတစ်ခုပဲလို့ထင်ခဲ့ကြပေမဲ့နောက်နေ့မနက်ရောက်တဲ့အခါမှာတော့အဲ့ဒီဦးကြီးတွေကထွက်လာတဲ့အရာတစ်ခုဟာသူတို့ရဲ့အသက်တွေကိုတယောက်ပြီးတယောက်ဆွဲယူသွားပါတော့တယ်။ဇလန်းကတော့လှပတဲ့ကမ်းခြေတစ်ခုနဲ့စတင်ပါတယ်။အဲ့ဒီညမှာလူငယ်အုပ်စုတစ်စုဟာကမ်းခြေပေါ်မှာပျော်ပျော်ပါးပါးပါတီလုပ်နေကြတယ်။ပါတီအလဲမှာကောင်လေးတစ်ယောက်ကစီးကန်းတစ်ခုတတ်မှတ်လိုက်ပါတယ်။ပါတီအတွင်းမှာဖုံးအသုံးမပြုရဘူးဆိုပြီးလူတိုင်းရဲ့ဖုံးတွေကိုစုယူကကားရဲ့နောက်ဖုံးထဲမှာထည့်ထားလိုက်တာပါမကြခင်မှာပဲကောင်လေးနှစ်ယောက်ကအကြည့်အချွဲတွေနဲ့ပြည့်နေတဲ့ထူးဆန်းတဲ့အလုံးကြီးတစ်ခုကိုတည်လာကြပါတယ်အဲ့ဒီအရာဟာအာကာသထဲကဦးတလုံးလိုမျိုးကြောက်စရာကောင်းတဲ့ပုံစံရှိနေပြီးသူတို့မသိခဲ့တာကအဲ့ဒီအထူးဆန်းတဲ့အရာဟာမနက်မိုးလင်းလာချိန်မှာသူတို့အားလုံးအတွက်အိမ်မဆိုးတစ်ခုဖြစ်လာတော့မယ့်အကြောင်းပါပဲနောက်နေ့မနက်ကီလီလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်နိုးလာပါတယ်မကြခင်မှာမိကလေးနိုးလာတယ်သူတို့နှစ်ယောက်ဟာကမ်းခြေစုံယုံထဲမှာရှိနေကြတာပါတစ်ဖက်မှာတော့သူတို့ရဲ့တငယ်ချင်းတွေကကားထဲမှာအိပ်ပျော်နေကြတယ်။အဲ့ဒီအချိန်မှာကီလီဟာသူ့ချစ်သူဂျိုနာကိုသူ့ရဲ့အကောင်းဆုံးတငယ်ချင်းချန်တာနဲ့အတူအိပ်နေတာတွေ့လိုက်ပါတယ်။သူ့ချစ်သူကသူ့တငယ်ချင်းနဲ့တစ္ဆာဖောက်နေတာကိုမနှက်မိုးလင်းချိန်မှာပဲမျက်မြင်တွေ့လိုက်ရတာပါ။အဲ့ဒီအချိန်မှာဘန်းစ်နဲ့သူ့ကောင်မလေးရူနီလည်းကားနောက်ခုံမှာနိုးလာကြတယ်။အာရှာကတော့ကမ်းခြေကလထိုင်ပေါ်မှာအိပ်ပျော်နေတာနိုးလာပါတယ်။ဒီဟာကမ်းခြေပေါ်မှာအစာရှာနေတဲ့ပင်လယ်ငှက်တစ်ကောင်ကိုတတိထားမိတယ်။ဒါပေမဲ့ရုတ်တရက်အဲ့ဒီငှက်ဟာတဲလေးကိုဆွဲချခံလိုက်တယ်လို့ပျောက်ကွယ်သွားပါတယ်။ကီလီကအန်ဒီရရှိတာကိုခံစားမိပြီးမာရှာကိုတဲပေါ်မှာမစင်းဖို့အော်ပြောလိုက်တယ်ဒါပေမဲ့နောက်ကျသွားပါပြီမာရှာဟာခြေထောက်ကိုသေးဖို့တင်လိုက်တာနဲ့ခြေထောက်တွေကလေးလာပြီးအောက်ကနေတစုံတရာကဆွေးနေတယ်လို့ဖြစ်လာပါတယ်သူမဟာတဖြည်းဖြည်းသေးလေးကိုဆွေးချခံနေရတာပါသူတို့အားလုံးကြောက်လန့်တကြားဖြစ်ကုန်ကြတယ်ဗန်စ်ကမာရှာကိုကယ်ဖို့ကားထဲကနေခွန်ဆင်းလိုက်တယ်ဒါပေမဲ့သူ့ခြေထောက်တွေကိုပါတဲအောက်ကအရာတစ်ခုကဆွဲချလိုက်ပါတယ်သူ့မျက်နှာကတဲနဲ့ကပ်နေချိန်မှာတဲအောက်ကမမြင်ရတဲ့အရာတစ်ခုကသူ့မျက်နှာကိုကိုက်ဖဲ့နေပြီးသွေးတွေစီးကျလာတော့တယ်နောက်ဆုံးမှာဗန်စ်နဲ့မာရှာတို့နှစ်ယောက်လုံးတဲထဲမှာပျောက်ကွယ်သွားကြပါတယ်မနက်ခင်းတစ်ခုထဲမှာပဲသူတို့ဟာတငယ်ချင်းနှစ်ယောက်ကိုဆုံးရှုံးလိုက်ရတာပါသူတို့ကရေးကိုဖုံးခေါ်ဖို့စဉ်းစားကြပေမဲ့ဖုံးတွေကကားနောက်ဖုံးထဲမှာရှိနေပါတယ်ဖုံးတွေကိုစုထားဖို့အကြံပေးခဲ့တဲ့မစ်ကိုလူတိုင်းအပြစ်တင်ကြတယ်ပိုးဆိုတာကသူတို့ဝင်လာတဲ့ဒီကမ်းခြေဟာပင်လေရင်ညှစ်မှန်းမှုကြောင့်တကယ်တော့ပိတ်ထားတဲ့နေရာဖြစ်နေပါတယ်ဂျိုနာကကားကိုဆန့်လို့ဖို့ကြိုးစားပေမဲ့ကားဘက်ထရီလည်းအလုံးမလွတ်တော့ပါဘူးသူကမသွားခင်ဘက်ထရီပြောင်းဖို့မိခဲ့တာကြောင့်ကားကလုံးဝမရွေ့နိုင်တော့ပါကီလီကတဲအောက်ကအရာကိုတိကျင်တာကြောင့်လက်နဲ့စမ်းကြည့်ဖို့ကြိုးစားတယ်အဲ့ဒီခါတဲအောက်ကထွက်လာတဲ့အရာဟာစပင်းလိုပါပြီးထူးဆန်းတဲ့အမြင့်တန်းလေးတွေလိုဖြစ်နေပါတယ်။ချိန်မှာဂီလ်ဘတ်လိုခေါ်တဲ့တငယ်ချင်းတယောက်လေးအမိုက်ပုံးလေးမှာနိုးလာပါတယ်။သူကအမိုက်ပုံးလေးကနေထွက်ဖို့ကြိုးစားပြီးပုံးကိုလှုပ်နေတယ်။သူတငယ်ချင်းတွေကမလှုပ်နဲ့ဆိုပြီးအော်ပြောကြတယ်။သေးသေးမှာအန်ဒီရရှိတယ်ဆိုတာသိလိုက်ရတဲ့ဂီလ်ဘတ်ဟာကြောက်တန်ပြီးအမိုက်ပုံးလေးမှာပဲဆက်နေဖို့လှုပ်ရတော့တယ်။အခုတော့သူတို့အားလုံးမျောလင်းချက်ပျောက်ဆုံးနေကြပါပြီ။အကူညီလာမဲ့သူတယောက်ကိုပဲစောင့်နေရတဲ့အခြေအနေပါ။ရိုနီကသူ့ချစ်သူဆုံးသွားတာကြောင့်ဝမ်းနေပြီးမိခင်ကိုစာရေးနေတယ်။စားစရာမရှိတောက်စရာမရှိဖုတ်ပြေးလို့မရတဲ့ကမ်းခြေမှာသူတို့ဟာမတိကြတဲ့အကူအညီကိုပဲစောင့်နေရပါတယ်။မကြခင်မှာသူတို့တတိထားမိတာကမနေ့ညပါတီတက်ခဲ့တဲ့လူအများစုလည်းပျောက်နေကြောင်းပါ။ဆိုလိုတာကသူတို့အားလုံးတဲထဲမှာဆွဲချခံပြီးတေဆုံးသွားနိုင်တယ်ဆိုတာပါပဲ။မနီးမဝေးမှာကီလီဟာမနေ့ညကတွေ့ခဲ့တဲ့ဥကြီးပေါက်ခွဲပြီးပြဲနေတာကိုတွေ့လိုက်ရတယ်။ရိုနီလည်းအဲ့ဒီအရာကဥတလုံးလိုပဲပေါက်ပြီးသားပုံစံရှိနေတယ်ဆိုတာတတိထားမိပါတယ်။တဲအောက်ကမိစ္ဆာဟာအဲ့ဒီဥကြီးတဲ့ကထွက်လာတာဖြစ်နိုင်တယ်ဆိုတာပါနောက်တစ်ဆင့်မှာဂျိုနာကမာရှာရဲ့အိတ်ထဲကပစ္စည်းတွေကိုယူဖို့အကြံရလာပါတယ်ဂျိုနာဟာစပ်ပုတ်တွေကိုတစ်ချက်စီချပြီးတဲပေါ်မထိအောင်တတိထားပြီးရှေ့ဆက်သွားဒါပေမဲ့ကလထိုင်နားရောက်တဲ့အချိန်မှာသူ့ခြေချထားတဲ့စပ်ပုတ်ကရွေ့သွားပါတယ်အောက်ကမိစ္ဆာဟာရုတ်တရက်ထွက်လာပြီးသူ့ဝမ်းပိုက်ကိုထိခိုက်စေလိုက်ပါတယ်ကံကောင်းစွာနဲ့သူကကလထိုင်ပေါ်ကိုခုန်တက်နိုင်ခဲ့ပေမဲ့သူ့ဘိုက်မှာကြီးမားတဲ့ဒဏ်ရာရသွားပါတယ်ဂျူနာဟာနာကျင်မှုကိုခံနိုင်မှုကြိုးစားရင်ဂျေလီငါထောင်ကြီးကတပြိုင်နက်တည်းခိုက်လိုက်တယ်လို့နာတယ်လို့ပြောပါတယ်။မာရှာရဲ့အိတ်ကိုဖွင့်ကြည့်တဲ့အခါမှာတော့တောက်ရီဖူးအနှင်းငယ်ကိုတွေ့လိုက်ရတယ်။သူကသူ့တငယ်ချင်းတွေထံတပူးစီပစ်ပေးပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှဂျိုနာရဲ့ဒဏ်ရာကပိုဆိုးလာပြီးအနာကပုတ်လာပါတယ်။သူကနာကျင်လွန်းလို့ကလထိုင်ပေါ်မှာပဲလဲနေလိုက်ရတယ်။သူတို့ရဲ့အရေးကြီးဆုံးပြဿနာကတော့ဖုန်းတွေရှိတဲ့ကားနောက်ဖုန်းကိုဘယ်လိုဖွင့်မလဲဆိုတာပါ။ရိုနီကကားဖန်ပါပေါ်ခြိချပြီးနောက်ဖုံးဖွင့်ဖို့ကြိုးစားတယ်။နောက်ဖုံးဖွင့်လိုက်တဲ့အချိန်မှာရုတ်တရက်ပထရိုးကားတစ်စီးကဟွန်းတီးရင်ရောက်လာပါတယ်။အဲ့ဒီအတန်ကြောင့်ရိုနီလန့်ပြီးလက်ချောင်းကကားနောက်ဖုံးမှာညက်သွားတယ်။ရောက်လာတဲ့လူကကမ်းခြေစောက်တစ်ယောက်ပါ။သူကဒီပိတ်ထားတဲ့ကမ်းခြေမှာဘာလုပ်နေကြတာလဲလို့မေးပါတယ်။ကေလီကတဲအောက်မှာတခုခုရှိတယ်လို့ပြောပေမဲ့ကမ်းခြေစောက်ကမယုံပါဘူး။သူကကားထဲကဆင်းပြီးတဲပေါ်လမ်းလျှောက်လာတယ်။ထူးဆန်းတာကမိစ္ဆာဟာသူ့ခြေတော့ကိုမထိခိုက်စေနိုင်ပါဘူး။နောက်မှသာသူတို့နားလေလာတာကကမ်းခြေစောက်ဝတ်ထားတဲ့ဖနက်သားထူကြောင့်တဲအောက်ကမိစ္ဆာကသူ့ကိုမတိုက်ခိုက်နိုင်တာပါ
ကန်းကြီးဆောက်ကကေလီနဲ့မစ်ကိုဆင်းလာဖို့ပြောပေမဲ့သူတို့ကမဆင်းရဲကြပါဘူးသူကဒေါသထွက်ပြီး paper spray နဲ့ချင်းချောက်တယ်ဒါပေမဲ့ကံမကောင်းစွာနဲ့သူ့ကားတော့ကတဲပေါ်ကျသွားပါတယ်သူကတော့ကိုကောက်လိုက်တဲ့အခါလက်ဟာတဲတွေကတစုံတရာရဲ့ဆွဲခြင်းကိုခံရပါတယ်သူ့လက်ကတဲတွေကိုတဖြည်းဖြည်းဆွဲချခံနေရတယ်သူက paper spray နဲ့တဲတွေကထွက်လာတဲ့အရာကိုပတ်ဖြန်းမိမယ်မကူညီနိုင်တော့ပါဘူးနောက်ဆုံးမှာသူ့လက်တစ်ချမ်းပြတ်ထွက်ပြီးသူ့ရည်ပေါက်ကွဲထွက်လာကသူ့ကိုယ်တိုင်လည်းတဲတွေကိုဆွဲချခံလိုက်ရပါတယ်အဲ့ဒီဖြစ်ရကြောင့်ကီလီတို့ကဖနက်သားထူတွေဝတ်ပြီးထွက်ပြေးနိုင်မလားဆိုတာသိလာကြတယ်ချန်တာကမစ်ကိုပုတ်ဝါတစ်ထည်ပစ်ပြီးတယ်ဒါပေမဲ့မစ်ခါတစ်သားအစွန်းတစ်ခုပျောက်သွားတာကြောင့်တဲပေါ်လဲကျသွားပါတယ်သူ့ခြေထောက်နဲ့လက်တွေဟာတဲတွေကိုတဖြည်းဖြည်းဝင်ပြီးမိတ်စာရဲ့အစားခံနေရတယ်တငယ်ချင်းတွေကတော့မကေနိုင်ပဲကြည်နေုံပဲတတ်နိုင်ကြပါတယ် အကြောက်တရားအလဲမှာကီလီဟာအကြံကောင်းတစ်ခုရလာပါတယ်။သူမကကားထဲရှိချန်တာစီကိုတစ်သားတန်းတစ်ခုပေးလိုက်ပြီးကိုယ်တိုင်လည်းကန်းကျင်ဆောင်ယုံကနေကားထဲကိုခုန်ဆင်းလိုက်ပါတယ်။နောက်ပြီးရိုနီရဲ့ညက်နေတဲ့လက်ချောင်းကိုကူညီဖြုတ်ပေးကြတယ်။ရိုနီရဲ့လက်ချောင်းကဒဏ်ရာရသွားလို့ပဝါထူထူနဲ့ပတ်ပေးလိုက်ကြပါတယ်။တစ်ဖက်မှာတော့အမိုက်ပုံထဲမှာညက်နေတဲ့ဂီလ်ဘတ်ရဲ့ခန္ဓာကိုယ်တစ်ချမ်းကလည်းနာကျင်ပြီးသွေးတွေထွက်လာနေပါတယ်။ကီလီနဲ့ချန်နာတို့ကတစ်သားတန်းကိုချပြီးဂျိုနာရှိနေတဲ့ကလထိုင်စီကိုကူးဖို့စူးစမ်းကြတယ်။ချန်နာခြေလန်းတိုင်းကိုတတိကြီးကြီးနဲ့ထိန်းကဖြတ်တန်းသွားပြီးကန်းကောင်းစွာနဲ့ရောက်သွားပါတယ်။ကီလီလည်းအောင်မြင်စွာကူးနိုင်ခဲ့တယ်။ဒါပေမဲ့ရူနီအလှည့်ရောက်တဲ့အခါမှာသူမချီချော်ပြီးတဲပေါ်လေးကျသွားပါတယ်။ချက်ချင်းပဲတဲအောက်ကမိတ်ဆာတွေကရူနီကိုဆွဲချပြီးတဲထဲမှာပျောက်ကွယ်သွားစေလိုက်ပါတယ်။ထို့ပြင်သူတို့မတိလိုက်တဲ့အချိန်မှာမိတ်ဆာဂီလ်ဘတ်ရှိနေတဲ့အမိုက်ပုံအောက်ခြေထဲကိုလည်းဝင်ရောက်ဖို့ကြိုးစားနေပါတယ် ချန်တာကမစ်ပြောခဲ့တဲ့နီလန်အတိုင်းပတ်ထရိုးကားစီကိုတွားဖို့စဉ်းစားတယ်။သူမကခြေထောက်တွေကိုပေါ်ဝါနဲ့ပတ်ပြီးကားစီကိုပြေးသွားပါတယ်။အန်အောစရာကောင်းစွာနဲ့သူမအောင်မြင်သွားတယ်။ဒါပေမဲ့ဂီလ်ဘတ်ကတော့မခံနိုင်တော့ပါဘူး။သူ့ပါဇက်တွေကသွေးတွေထွက်လာပြီးနောက်ဆုံးမှာတဲအောက်ကမိတ်ဆာဟာအမိုက်ပုံအောက်ခြေကိုဖောက်ဝင်လာခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်။ချက်ချင်းပဲဂီလ်ဘတ်ကိုတဲတဲ့ဆွဲချသွားပြီးသူလည်းပျောက်ကွယ်သွားပါတော့တယ်။ကံမကောင်းစွာနဲ့ချန်တာလည်းချီချော်ပြီးခေါင်းထိခိုက်ကမိလဲသွားပါတယ်။အခုတော့ကီလီနဲ့ဂျိုနာတို့ဟာချန်တာနိုးလာဖို့ပဲစောင့်နေရပါတော့တယ်။ညရောက်လာပါတယ်။မိလဲနေတဲ့ချန်တာဟာနောက်ဆုံးမှတတိပြန်ရလာပါတယ်။သူမဟာပတ်ထရိုးကားပေါ်မှာ life boat တစ်စင်းရှိတာကိုတွေ့လိုက်တယ်။အချိန်မဖြုံးမဲ့ life boat ကိုထုတ်ပြီးဖောင်းအောင်လုပ်ကကီလီနဲ့ဂျိုနာတို့ကိုတေဖို့စူးစမ်းပါတယ် သူတို့ကားစီရောက်လာတဲ့အချိန်မှာဂျိုနာရဲ့ဒဏ်ရာကအလွန်ဆိုးရွားနေပြီးရုတ်တရက်တဲတဲကနေအော်တိုပတ်စ်ရဲ့လက်မောင်းကြီးတွေလိုကြီးမားတဲ့တန်တကယ်လေးထွက်လာပါတယ်မိတ်စာကြီးကညအမောင်ထဲမှာတောက်ပနေပြီးအလွန်ကြောက်စရာကောင်းတဲ့ပုံစံရှိနေပါတယ်အဲ့ဒီတန်တကယ်တွေကကေလီကိုတိုက်ခိုက်လာပါတယ်ကေလီကအခြေအနေကိုမြင်ပြီးနောက်ဆုံးအကြံတစ်ခုရလာတယ်သူမကဓာတ်စီပါတဲ့ပုံကိုယူပြီးတောပေါ်ကိုဖြန်းချလိုက်ပါတယ်ကေလီကမီးချစ်နဲ့မီးညှိလိုက်တာနဲ့တဲအောက်ကမိတ်စာကြီးကမီးလောင်ထွက်လာပါတယ်ကံကောင်းစွာနဲ့ကီလီကကားထဲကိုပြန်ဝင်နိုင်ခဲ့ပြီးမိတ်စာကြီးရဲ့တိုက်ခိုက်မှုကနေလွတ်မြောက်ခဲ့ပါတယ်ဒါပေမဲ့ဂျိုနာကတော့သူ့ဒဏ်ရာကိုစက်မခံနိုင်တော့ပါဘူး။မှတေဆုံးသွားခဲ့ပါတယ်။ကေလီကသူ့လက်ကိုနောက်ဆုံးချိန်နမ်းပြီးနှုတ်ဆက်လိုက်ရပါတယ်။နောက်နေ့မနက်လူတယောက်ကကားပရင်းပေါက်ကနေကြည့်ပြီးသူတို့ကိုနှိုးလိုက်ပါတယ်။ထူးဆန်းတာကအဲ့ဒီလူကတဲပေါ်မှာမိတ်စာအန်ဒီရဲ့မရှိပဲရက်နေနိုင်ပါတယ်။ဒါပေမဲ့စက်ကားရဲ့နောက်ဆုံးမြင်ကွင်းမှာတော့မိတ်စာအုပ်စုတစုကနောက်ထပ်ကမ်းကြီးတစ်ခုစီကိုရေထဲကနေကူးခတ်သွားနေတာကိုတွေ့ရပါတယ်။အဲ့ဒီကမ်းကြီးဘောကလူတွေကတော့မကြခင်မှာသူတို့ဘဝရဲ့အဆိုးရွားဆုံးအိမ်မက်ဆိုးနဲ့ရင်ဆိုင်ရတော့မယ့်သူတွေဖြစ်လာပါတော့တာပါ။နောက်ထပ် movie recap တွေအတွက် blog channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်စကားတစ်ခါမှပြန်တွေ့ကြမယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။